အားလုံးပဲမင်္ဂလာပါလူတယောက်ကဘာလို့ပဲလုပ်ပေါ့နော်ကိုကဒီပညာရပ်တစ်ခုကိုလုပ်မယ်ဆိုလို့ရှိရင်ကိုယ်တိုင်မှာဘာလို့လဲဆိုတော့အဓိကနံပါတ်1ချက်ကတော့ကိုယ်တိုင်ကလုတ်တက်နေရမယ်ဒီအလုံးနဲ့ပတ်သက်လို့ကိုကကျွမ်းကျွမ်းကျင်ကျင်လုတ်တက်နေရမယ်နံပါတ်1လုတ်တက်ရမယ်နံပါတ်2လုတ်ရဲရမယ်ကိုကလုတ်ရဲမှလည်းဒီလုတ်တက်တဲ့ပညာအောင်မြင်မှာဖြစ်တယ်အဲ့တော့ကိုကလုတ်လဲလုတ်တက်တယ်လုတ်လဲလုတ်ရဲတယ်ဆိုရင်စီးပွားရေးတစ်ခုကရက်တည်လို့ရပြီဘသူမှဂရုမစိုက်နဲ့နော်ဝေဖန်တဲ့လူတွေကလည်းကိုဘာမှထမင်းလာမကြွေးဘူးကိုယ်တိုင်လုတ်နိုင်မှကိုယ်တိုင်ရှာဖွေနိုင်မှကိုယ်တိုင်ပေါင်းမြောက်အောင်လုတ်နိုင်မှကိုမိသားစုကိုအတိုင်းဝိုင်းကိုမိဘစသည်ဖြင့်အရာအလုံးကိုကိုကြီးထောက်ပံ့နိုင်မှလူတွေဝေရှာနေကြတာပဲဝေရှာနေရချင်းတူရင်တောင်မှကိုတွေကလုတ်တက်မယ်လုတ်ရဲရမယ်နော်ကိုယ့်ရဲ့ personal branding ကိုလည်းဖောက်တက်ရမယ်ကိုယ်တိုင်စူးစမ်းတင်တွေလည်းရှိရမယ်ဒါဆိုလို့ရှိရင်မိတ်ဆွေတို့ဘဝမှာလူကျင်နာကိုလွယ်လွယ်ကူကူနဲ့ရရှိတဲ့အရာတွေဖြစ်လာမှာပါဘာဖြစ်လို့ဒီစကားကိုပြောတာလဲဆိုတော့လူတိုင်းကမအောင်မြင်ပါဘူးစူးစမ်းရင်းနဲ့ကြာရှုံးတဲ့လူတွေရှိတယ်လို့စူးစမ်းရင်းနဲ့လမ်းပြောက်သွားတာလည်းရှိပါတယ်ထို့နည်းတူစွာပဲစူးစမ်းလို့အောင်မြင်လာတဲ့လူရှိတယ်လို့စူးစမ်းရင်းနဲ့ပေါက်မြောက်သွားတာလည်းရှိပါတယ်တချို့တွေဆိုမစူးစမ်းဘဲနဲ့တောင်မှပေါ့နော်ကလိုပဲသူတို့ပြောလိုက်တဲ့စကားလေးတစ်ခွင်ကြောင့်သူတို့ပြောလိုက်တဲ့အလုပ်သူတို့လုပ်ပြလိုက်တဲ့အလုပ်လေးတစ်ခုကြောင့်ဗီဒီယိုလေးပေါက်သွားတယ် online မှာတကယ်ကိုနာမည်ကြီးသွားတာလေးရှိပါတယ်ပေါ့နော်တဲ့လို့ဆိုလို့ရှိရင်အခုလက်ရှိ online media ပေါ်မှာရှောက်လန်းနေသေးပဲရှိအရန်ကိုပေါက်မြောက်အောင်မြင်တဲ့လူတန်းစားထဲမှာသိလို့မပါတယ်ဘာလို့လဲဆိုတော့ဒီဗီဒီယိုလောကထဲမှာပေါ့နော်အရန်ကြီးပေါက်မြောက်အောင်လည်းမထိုးဖောက်တယ်ဗီဒီယိုရေးဆွေးတော့မှပုံမှန်ဆိုအများနဲ့မရိုက်ဖြစ်ဘူးပေါ့နော်ရိုက်ဖြစ်လိုက်မရိုက်ဖြစ်လိုက်ရက်ဖြစ်လိုက်မြဲဖြစ်လိုက်တန်းနေတက်လိုက်ပေါ့နော်စာရီဖတ်လိုက်ဂလိုပဲဘ ഹു တုတာတွေရှာဖွေရင်းနဲ့ဂလိုပဲလူတိုင်းရပေါ့နော်တနည်းမဟုတ်တနည်းရှာဖွေနေကြရတာဒီပဲပညာဆိုတာလည်းတင်ပြီးမှရတာအဲ့တော့ကိုလုပ်တဲ့အလုပ်ကကိုရောင်းတဲ့ပစ္စည်းကိုရောင်းတဲ့ product ကဘာတွေပဲဖြစ်နေအဓိကကလုပ်တတ်ရမယ်လုပ်တတ်ပြီဆိုရင်လေလုပ်ရဲမှကိုရမှာပါလုပ်တတ်ပြီမလုပ်ရဲရင်တော့မိတ်ဆွေဘာတွေပဲကြံဘာတွေပဲလုပ်လို့အထင်းကြီးဖြစ်နေမှာပါအဲ့တော့လုပ်တတ်ပြီဆိုလို့ရှိရင်မိတ်ဆွေလုပ်ရဲအောင်ကြိုးစားပါတကယ်လို့ကိုကဘာမှမသိဘူးဆိုလို့ရှိရင်သင်တန်းနေတက်ပါလေ့လာပါသိယူပါဘာကိုပဲလုပ်လို့ကိုရင်းနှီးမြုပ်နှံမှုကအကောင်းဆုံးအရာဖြစ်တယ်ဆိုတာကိုပြောပြရစီအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်ရှင်ကျေးဇူးပါ